သူမရဲ့မွေးနေ့နေ့မှာကလေးရဲ့ဆန္ဒကမိခင်အစ်စ်တယောက်ရချင်တာဖြစ်ခဲ့ပါတယ်ဒီစကားကိုကြားပြီးတော့မိခင်ကစိတ်မဆိုးပဲလက်ခုပ်တီးပြီးဝမ်းသာစွာသဘောတူလိုက်ပါတယ်ပြီးတော့ချက်ချင်းပဲယုံကြည်ရတဲ့အပြောင်းရွှေ့ကုမ္ပဏီတစ်ခုကိုခေါ်ပြီးအိမ်ထဲကပရိဘောဂတွေကိုအကုန်လုံးရွှေ့ခိုင်းလိုက်ပါတယ်နောက်ပြီးတော့တားစီကိုသွားပြီးစကားတခုမှမပြောဘဲသူ့အဝတ်အစားတွေကိုတစ်ခုချင်းချင်းဖြုတ်ပေးလိုက်ပါတယ်အကြောင်းကတော့ဒီအိမ်ထဲကပစ္စည်းအလုံးကိုသူမပဲဝယ်ထားခဲ့တာကြောင့်ပါအဲ့ဒီအချိန်မှာဖခင်နဲ့သားကတော့မိခင်အိမ်ကထွက်သွားရင်ပြန်မလာစေနဲ့လို့ဆက်လက်အငင်းပွားနေကြပါတယ်နောက်နေ့မနက်မှာဖခင်အိယာကနိုးလာတော့အိယာပေးစပွဲကလုံးဝပလာဖြစ်နေတာကိုမြင်လိုက်ရပါတယ်အရင်ကတော့သူမကနေတိုင်းရင်နွေးတစ်ခွက်ထားပေးလိရှိတာကိုတတိယပြီးစိတ်ထဲမှာလွတ်လပ်မှုနဲ့အလွတ်လက်ခံစားမှုတစ်မျိုးဖြစ်လာပါတယ်အောက်ထပ်ကိုဆင်းသွားတော့မိမထိန်ကတားအတွက်သွားတိုက်ဆေးကိုတောင်တေချာမြင့်ပေးနိုင်တာကိုမြင်လိုက်ရပါတယ်နေတိုင်းစားနေကြတဲ့ပန်ကိတ်ကိုလည်းတေချာမလုပ်နိုင်ပါဘူးဒါပေမဲ့ဖခင်နဲ့သားကတော့မိခင်ကိုပြန်ခေါ်မလာဘူးလို့ဆက်ပြီးအမာခံနေကြပါတယ်အဲ့ဒီအချိန်မှာလက်ထောက်တစ်ယောက်လာပြီးမိခင်က credit card ငွေကန့်သက်ချက်ကိုအကုန်သုံးပြီးအနေနဲ့ရင်းနှီးမြှုပ်နှံမှုတွေထဲထည့်ထားတယ်လို့ပြောပါတယ်ဒါကိုကြားပြီးသားကဝမ်းသာပြီးမိခင်ကိုလှောင်ပြောင်းကငွေကုန်သွားရင်ပြန်လာပြီးအတူနေဖို့တောင်းမယ်လို့ပြောပါတယ်ဒါပေမဲ့သူမဟာရှားပါတဲ့ငွေကြေးပညာရှင်တစ်ယောက်ဖြစ်ပြီးရင်းနှီးမြှုပ်နှံထားတဲ့ငွေကိုအဆများစွာတိုးပွားအောင်လုပ်နိုင်ခဲ့ပါတယ်ဒါကြောင့်ရင်းနှီးမြှုပ်နှံမှုလောကမှာနာမည်ကြီးလာခဲ့ပါတယ်အရင်တုန်းကတော့ခင်မွန်းအပေါ်ချစ်ချင်းကြောင့်ကိုပိုင်ဘဝအားလုံးကိုစွန့်လွတ်ပြီးအိမ်ရှင်မဖြစ်ခဲ့တာပါမိသားစုဘဝကိုအရေးကြီးဆုံးလို့ထင်ခဲ့ပါတယ်ဒါပေမဲ့အိမ်အောင်တက်တန်း8နှစ်အပြီးမှာသူမဘဝကအလုပ်သမားတွေထက်တောင်ပိုဆိုးလာခဲ့ပါတယ်ဒါကြောင့်အခုလုပ်ခဲ့တဲ့ပထမဆုံးအရာကရှေ့နေတယောက်ရှာပြီးကွာရှင်းစာတင်တာပါဖက်တစ်ဖက်မှာတော့ခင်မွန်းကမိန်းမကနောက်ဆုံးတော့ပြန်လာပြီးတောင်းပန်မယ်လို့ယုံကြည်နေသေးပါသူမဘာတစ်ခုမှရှိတယ်ဆိုတာကြားတာနဲ့ချက်ချင်းတွေ့ဖို့ခေါ်လိုက်ပါတယ်ဒါပေမဲ့သူမကဘာမှမတောင်းပန်ပါဘူးကိုမြင်ပြီးခင်မွန်းကဒေါသထွက်ပြီးသူမလက်ကိုဆွဲလိုက်ပါတယ်အဲ့ဒီအချိန်မှာသူမကအငင်းမပွားဖို့လာတာမဟုတ်ပဲကွာရှင်းရှိနေနဲ့တွေ့ဖို့လာတာလို့ပြောလိုက်ပါတယ်ဒီစကားကြားပြီးခင်မွန်းကပိုးပြီးဒေါသထွက်ကစိတ်ပိုင်းဆိုင်ရာနဲ့နှိပ်စက်လာပါတယ်ဒါပေမဲ့ကံကောင်းစွာနဲ့သူမရဲ့ရှိနေကအချိန်မီရောက်လာပြီးတားဆီးလိုက်ပါတယ်ဒါကိုမြင်ပြီးခင်မွန်းကစိတ်လက်လာပြီးနောက်တစ်ခါမိမကိုမလှည့်စားတော့ဘူးလို့ကတိပေးပါတယ်ဒီလိုနဲ့ခင်မွန်းကထပ်မံဒေါသထွက်ပြီးပလင်းတစ်လုံးကိုယူကာရှိနေကိုရိုက်မယ်လုပ်ပါတယ်အဲ့ဒီအချိန်မှာသူမကပလင်းကိုဆွဲယူပြီးခင်မွန်းကောင်းပေါ်မှာပြန်ရိုက်ချလိုက်ပါတယ်ပြီးတော့ငွေထုတ်တစ်ထုပ်ကိုသူ့မျက်နှာပေါ်ပစ်ချပြီးရှိနေတဲ့အတူနောက်မလှည့်ပဲထွက်သွားလိုက်ပါတယ်